depression ဖြစ်ပူတယ်စေကံပြရစေးတောင်းလာတဲ့အခြေအနေအခုမှဘာဖြစ်လို့ဒီလိုမျိုးဗီဒီယိုတွေတင်နေပြလဲလို့မေးကျွန်တော်လည်းတစ်ချိန်သိမယ်ခင်ဗျားလည်းတစ်ချိန်သိမယ် cringe ဖြစ်မှာကြောက်လို့ဆိုပြီးတော့လှုပ်ချင်တာလည်းမလုပ်သွားရင်အဲ့ဒါနှမျောစရာကောင်းတယ်ဘလို့ကဲတောက်ကြီးကိုမဆိုင်ဘူးကွာအကျွေးတောင်းရင်တော့စကားပြောကောင်းတဲ့လူကတပန်းတာတယ်လို့ကျွန်တော်လည်းဘာကောင်းမှမဟုတ် YouTube subscriber 900 Facebook မှာ follower 300လောက်ပဲရှိတယ်ဒီဗီဒီယိုကိုခင်ဗျားဘာကြောင့်ပဲကြည့်နေသည်ဖြစ်စေအခုကြည့်နေပြီဆိုတော့ကြိုးလိုပါတယ်ကျွန်တော်နာမည်ကဒီလက်ထက်ဖြစ်ပါတယ်ဒီနေ့ကကျွန်တော်ဗီဒီယိုရေးစတင်တာဒလပြည့်နေ့ဖြစ်ပါတယ်ဒလပြည့်နေ့မှာကိုပြန်သုံးသပ်တဲ့ဗီဒီယိုတစ်ခုလုပ်မယ်လို့ကျွန်တော်စဉ်းစားထားတယ်ဒီလိုမျိုးမျက်နှာပါတဲ့ဗီဒီယိုတွေတစ်ချိန်မှာ internet ပေါ်တင်နေပြီမယ်လို့ကျွန်တော်မထင်ခဲ့ဘူးဘာဖြစ်လို့မထင်တာလဲဆိုတော့အကြောင်းရင်းနှစ်ခုပေါ့ပထမတစ်ခုကကျွန်တော်အရင်တုန်းက depression ဖြစ်ပူတယ်စေကံပြရစေးတောင်းရတဲ့အခြေအနေအထိပေါ့စိတ်သက်ကြတဲ့အချိန်မှာကိုယ်ယုံကြည်မှုတွေလည်းကျဆင်းတယ်ကိုမျက်နှာကိုလည်းဘယ်သူမှမပြချင်ဘူးအင်တာနက်ပေါ်လည်းကိုမျက်နှာပါတဲ့ပုံတွေဗီဒီယိုတွေမတင်ချင်ဘူးစာတွေလည်းမရေးချင်ဘူးဆိုတဲ့အခြေအနေပေါ့အရင်တော့တင်ထားရတော့ hide လုပ်ဖြစ် delete လုပ်ဖြစ်တာမျိုးတွေပေါ့ဒါတစ်ချက်ဖြစ်ပါတယ်ဒုတိယတစ်ချက်ကကြတော့ privacy ပေါ့အင်တာနက်ပေါ်မှာကိုပုံတွေဗီဒီယိုတွေကိုအသံတွေရှိနေလေ privacy နည်းလေလို့ကျွန်တော်ထင်တာပေါ့နော်အဲ့တော့ဒီတစ်ချက်ကြောင့်ပဲကျွန်တော် internet ပေါ်ဘာမှမတင်ပြလို့ပါပဲဒါဆိုရင်အခုမှဘာဖြစ်လို့ဒီလိုမျိုးဗီဒီယိုတွေတင်နေပြလဲလို့မေးကျွန်တော်မှာအဖြေက၃ခုရှိပါတယ်နံပါတ်1ကတော့ပတ်စံရနိုင်ခြင်းဖြစ်ပါတယ်ပတ်စံလို့မပြောဘဲနဲ့ပတ်စံရနိုင်ခြင်းလို့ပြောတာဒါက potential to earn တတ်မို့လို့ပါ internet ပေါ်ဗီဒီယိုတွေဒီလိုတင်နေအောင်နဲ့ content create လုပ်အောင်နဲ့ပတ်စံရနိုင်တယ်လို့တော့မသိကြအောင်လေအတိုင်းအတာတစ်ခုထိအောင်မြင်မှကြည့်ရသူတွေများမှဒါမျိုးအဖြစ်တာပေါ့နော်ဒါပေမဲ့ကျွန်တော်အတွက်ကကြတော့ viewer တွေ subscriber တွေတိတ်မရှိရင်တော့ internet ပေါ်ဒီလိုဗီဒီယိုတွေတင်နေတာ content create လုပ်နေတာပတ်စံရနိုင်နေကိုတိုးစေတယ်ပေါ့ဘာဖြစ်လို့အဲ့လိုပြောရလဲဆိုတော့ဒီနေ့ခေတ်မှာစီးပွားရေးလုပ်ငန်းတွေအားစသူတို့ marketing အတွက် social media content creation ကိုလုပ်လာကြတယ်အဲ့တော့အဲ့ဒီ content တွေကိုရေးပေးမဲ့လူရိုက်ကူးပေးမဲ့လူတီးဖြတ်ပေးမဲ့လူတွေလိုလာတယ်ပေါ့ဒီတော့ကျွန်တော်မှလည်းကိုလုပ်ဖူးတဲ့ဗီဒီယိုတွေပြပြရှိရင် portfolio အတွက်တစ်ခုတိုးလာငါတော့ဒါတွေလုပ်ဖူးရဆိုရင်ပြပြတစ်ခုတိုးလာဗီဒီယိုတွေလုပ်ရတဲ့ဒုတိယတစ်ချက်ကတော့တကူရေးဖွံ့ဖြိုးမှုပုဂ္ဂလဖွံ့ဖြိုးမှု personal growth ဖြစ်ပါတယ်ခုနကပြောခဲ့သလိုပဲကျွန်တော်ကအရင်တုန်းက depression ဖြစ်ခဲ့တာရယ် privacy issue တွေအကြောင်းကျွန်တော် internet ပေါ်ဘာ content မှမတင်ချင်ခဲ့ဘူးပေါ့ဒါပေမဲ့တဖြည်းဖြည်းနဲ့နောက်ပိုင်းကျတော့ကိုယ့်ကိုမကျေနပ်ဖြစ်လာတယ် privacy ဆိုတဲ့အကြောင်းရဲ့နောက်ွယ်မှာစိတ်မလုံးကြုံတာတွေ insecure ဖြစ်တာတွေရှိနေတယ်လို့ကိုယ့်ကိုတန်တရားဝင်လာတယ်ကိုယ့်ကိုဘယ်သူမှမသိဘယ်သူမှကိုယ့်ကိုဝေဖန်ခဲ့ရလို့အဖြစ်တင်လို့မရတော့လေအဲ့တော့ကဲရဲ့ခံမှာဝေဖန်ခံမှာကြောက်တာနဲ့ပဲ internet ပေါ်ဘာမှမတင်ဖြစ်နေရလားလို့ကိုယ့်ကိုပြန်မေးလာမိရပေါ့နော်စိတ်ထဲဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်လည်းတစ်ချိန်သိမယ်ခင်ဗျားလည်းတစ်ချိန်သိမယ်ကိုမသိခင်လေးမှာကိုလှုပ်ချင်တာတွေကိုလှုပ်သွားတဲ့လေပေါ့နော် cringe ဖြစ်မှာကြောက်လို့ဆိုပြီးတော့ကိုမသိခင်မှာလှုပ်ချင်တာတွေမလှုပ်သွားရင်အဲ့နှမျောစရာကောင်းတယ်ပေါ့ internet ပေါ်ကိုတင်ချင်တာတင်မယ်ပြောချင်တာပြောမယ်ဒါကြောင့်ပဲဘယ်သူကဘလို့ဝေဖန်ဘလို့ကဲတောက်ကြီးကိုမဆိုင်ဘူးကွာဆိုတဲ့အချိန်ကြီးတခုကျွန်တော်လိုချင်လာတယ်ပေါ့ဒါကကျွန်တော်ဗီဒီယိုတွေလုပ်ရတယ်ဒုတိယအကြောင်းဖြစ်ပါတယ်တတိယအကြောင်းရတော့ဒါကနေ့ခေတ်ကပေးတဲ့ဤပညာကိုကိုယ်တိုင်သုံးဆွဲခံစားကြတာပေါ့နော် internet ပေါ်ဗီဒီယိုတွေတင်တယ် content တွေတင်တယ်ဆိုတာ21ရာစုမှာမှလုပ်လို့ရလာတဲ့အရာတစ်ခုပေါ့နော်ဟိုးရေတော့ဆိုကျွန်တော်တို့ဟာအကြောင်းအရာတစ်ခုကိုလူများများကိုပြောချင်ဒီဖိတ်တိုင်းမှာပြောရင်ပြောမယ်နေရကက်စားဆောင်တွေမှာရေးမယ်သတင်းစာတွေချာနယ်မဂ္ဂဇင်းတွေကို editor ထံပေးတာတော့မဟုတ်ဘူးပူတာတော့လည်းကောင်းစာမှုတွေပူတာတော့လည်းကောင်းရှိမယ် TV channel တွေ video တွေထဲမှာကိုပါဖို့ဆိုရင်ဒါတော်တော်လေးမလွယ်တဲ့အခြေအနေတွေပေါ့ barriers to entry တွေ gatekeeper တွေအများကြီးဖြတ်သန်းရတယ်ပေါ့နော်ဒါပေမဲ့ခဏခေတ်မှာတော့ barriers to entry ကတော်တော်လေးနည်းသွားတယ်ပေါ့ editor တို့ဘာလို့မျိုး gatekeeper တွေနေရာမှာကြောက်လဲ algorithm တွေ audience တွေအစားထိုးဝင်လာတယ်ပို့ပြီးတော့ democratic ဆန်လာတယ်ကျွန်တော်အသက်ရှင်နေတဲ့အချိန်မှာခေတ်ကပေးတဲ့နည်းပညာကိုလည်းတည်တည်ချာချာသုံးဆွဲကြည့်နေတယ်လို့ကျွန်တော်ထင်တယ်
ဒါကတော့ကျွန်တော်ဗီဒီယိုတွေလုပ်ရတဲ့တတိယအကြောင်းရင်းပဲဖြစ်ပါတယ်အဲ့တော့ဗီဒီယိုတွေလုပ်လာတလားပြီဆိုတော့ဘာထူးလဲပေါ့နော်ပတ်စံရပြီလားလို့မေးတော့ no ပါပတ်စံကလုံးဝမရသေးပါဘူးပတ်စံမရတဲ့အပြင်ကုန်တော့ကုန်ပါတယ်ပစ္စည်းလေးနည်းနည်းပေါ်ထောက်ဝယ်ဖြစ်တယ်ပေါ့နော်ဒီလိုမျိုး microphone ဝယ်တာတို့မီးတွေဝယ်တာတို့ပါစားဖြစ်ပေါ့ပတ်စံအမဝင်တဲ့ပြင်ပို့ပါထွက်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ပတ်စံရနိုင်ပြီးတော့တိုးလာတယ်လို့ကျွန်တော်ထင်တယ်အနည်းဆုံးတော့ကျွန်တော်မှာ portfolio ပြန်တာတခုတိုးလာတယ်။မင်းဘာတွေလုပ်တက်လဲဆိုရင်ငါဒီလိုမျိုး video တွေရိုက်နိုင်တယ် edit လုပ်နိုင်တယ် YouTube thumbnail တွေလုပ်တက်တယ် YouTube description တွေရေးရတယ်စသဖြင့်ပေါ့နော်ကျွန်တော်မှာပြတဲ့တခုတိုးလာတယ်။ပြီးတော့ကျွန်တော်ကိုယ့်ကိုယ်ယုံကြည်မှုနဲ့ပိုရှိလာတယ်။အခုတင်လိုက်တဲ့ video ကအပြင်လောကမှာပတ်သက်စရာမရှိတဲ့လူတွေစီဟိုးကဘာတချမ်းလူတွေစီတက်တက်လုံးအပြင်မှာတွေ့စရာအကြောင်းမရှိတဲ့လူတွေစီလည်းရောက်သွားနိုင်တယ်။ကိုမသိရဲ့လူတူကြီးကိုရည်ရွယ်ပြီးတော့စကားပြောနေရတဲ့အချိန်မှာကျွန်တော်ပြောလေပိုပြီးတော့ယုံကြည်မှုရှိလာလေလို့ကျွန်တော်ခံစားရတယ်ပေါ့ကျွန်တော်တို့တော်တော်လေးအကျိုးရှိကိစ္စတစ်ခုဖြစ်ပါတယ်ပြီးတော့ကိုရိုက်ထားတဲ့ဗီဒီယိုတွေပြန်ပြီးတော့တီးဖြတ်နေရတော့ကိုစကားပြောမကောင်းတာကိုပြန်ပြီးသတိထားမိလာတယ်ပေါ့ကျွန်တော် filler word တွေအရင်သုံးတယ်ဗျာစကားပြောရင် filler word ဆိုတာတော့ဘာမှအထွေထူးအဓိပ္ပာယ်နဲ့မရှိဘူးကိုယ်တိုင်လည်းသုံးလို့သုံးမှမသိပဲနဲ့သုံးမိရဲ့စကားလုံးတွေပေါ့ကိုစကားပြောမကောင်းတော့သတိထားမိလာတဲ့အချိန်မှာကိုစကားပြောကောင်းအောင် improve လုပ်တဲ့မှပြင်ဆင်တဲ့မှသတိထားမိလာရပေါ့စကားပြောကောင်းတယ်ဆိုတာနိုင်ငံရေးလုံးမှာမဲဆွယ်မှာအသုံးဝင်တဲ့ skill တခုမဟုတ်ဘူးအလုပ် interview ဖြစ်ရင်တော့အကျွေးတောင်းရင်တော့ပစ္စည်းတစ်ခုကိုဆေးစစ်ရင်တော့စကားပြောကောင်းတဲ့လူကစကားပြောမကောင်းတဲ့လူထပ်ပိုပြီးတော့တပန်းတာတယ်တလားပြေပြီဆိုတော့ကျွန်တော်ရှေ့ဆက်ဘာလုပ်မလဲပေါ့ကျွန်တော်ဒီလိုမျိုးဗီဒီယိုတွေစလုပ်တဲ့အချိန်မှာဘာ niche နဲ့စအောင်လဲဆိုပြီးစဉ်းစားရပေါ့နော်တေချာတော့အဖြစ်မထွက်လာသေးဘူးအဲ့အဲ့ချိန်မှာကျွန်တော်ဘာနဲ့စလုပ်ဖြစ်လဲဆိုတော့ educational content လို့ပြောရတဲ့ဟာမျိုးလေးပေါ့အဲ့ဒါတွေကကြည့်ရလူအတွက်လည်းတမိုးတစ်ခုရှိရအကျိုးတစ်ခုရှိရသူတို့တစ်ခုရနိုင်မယ်ကျွန်တော်တို့လည်းလောက်ရလွယ်တယ်ဘာလို့ဒီဟာတွေကိုကျွန်တော်ကသိပြီးသားမလို့အဲ့တော့နောက်ပိုင်းမှာတော့ဘလို့ဖူးတဲ့ style ကျွန်တော်စမ်းကြည့်မှာဖြစ်ပါတယ်ဘတူရဲ့ညီလေးထက်တွေကိုလည်းတွေ့ရနိုင်ပါတယ်ကျွန်တော်ကိုယ်တိုင်တော့ရှိလို့ရှိမှမသိတဲ့ညီလေးထက်တွေရှာကြည့်ခြင်းနဲ့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ရက်တွေမှာပြန်တွေ့ကြအောင်မယ်ကျွန်တော်နာမည်ညီလေးထက်ပါဒီဗီဒီယိုဆုံးဖြတ်ကြည့်ပေးကျေးဇူးတင်ပါတယ်